New Zealand ကလင်မယားနဲ့လေလံတင်ထားတဲ့ storage locker တစ်ခန်းကိုဒေါ်လာ400နဲ့ဝယ်လိုက်တယ်။သူတို့ထင်တာကအိမ်သုံးပစ္စည်းတချို့အဝတ်အစားတချို့ပြန်ရောင်းလို့ရမယ့်ပစ္စည်းတချို့ပဲ။ဒါပေမဲ့နောက်တစ်နေ့မနက်မှာ truck ကားနဲ့သွားတယ်တဲ့အချိန်ပစ္စည်းတွေကြားကနေပုတ်အေးအနံတကူထွက်လာတယ်။သူတို့မသိသေးဘူး။ဒီလေလံကသူတို့ဘဝတစ်လျှောက်မမိနိုင်မယ့်အရာတစ်ခုကိုဖွင့်ပေးတော့မယ်ဆိုတာ။ suitcase ကြီးနှလုံးပါလာတယ်။အိမ်ပြန်ရောက်ပြီးနောက်အနံ့ကအဲ့ဒီအိတ်ကြီးတွေစီကပဲထွက်နေတာသိသွားတယ်။လင်မယားနှစ်ယောက်တယောက်ကိုတယောက်ကြည့်မိကြတယ်။ဖွင့်ကြည့်မလား။တော့ကိုဖြတ်လိုက်တယ်။အထဲမှာအနက်ရောင်ပလတ်စတစ်အိတ်တွေကိုအထက်ထပ်တင်းတင်းကြပ်ကြပ်ပတ်ထားတဲ့အထုပ်ကြီးတွေဒါနဲ့ဖြတ်ကြည့်လိုက်တဲ့အခါသူတို့နောက်ဆုတ်သွားတယ်အဲ့ဒီထဲမှာကလေးအလောင်း2လောင်းရှိနေတယ်အသက်6နှစ်နဲ့8နှစ်လောက်ပဲရှိသေးတဲ့ကလေး2ယောက်ရဲတွေရောက်လာတယ်အိမ်လုံးတုံ့ဆုတ်နေတယ်စစ်စင်းမှုစတင်တဲ့အခါ storage room ကိုမှားထားသူဟာကိုရီးယားအမျိုးသမီးတစ်ယောက်ဆိုတာပေါ်လာတယ်နာမည်ကဟာကျွန်လီဒါပေမဲ့သူမကနယူးဇီလန်ကနေထွက်ခွာသွားပြီးသားနောက်ထပ်နောက်ပိုင်းမှာတော့အလွန်တုံလုံးစရာကောင်းတဲ့အချက်ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။အဲ့ဒီကလေး2ယောက်ကသူမရဲ့ကိုယ်ပိုင်သားနဲ့သမီးဖြစ်နေတာပါ။ယူနာဂျိုးနဲ့မီနူဂျိုးတို့ဖြစ်ကြပါတယ်။မိခင်တယောက်ကဘာကြောင့်ဒီလိုမျိုးလုပ်ခဲ့ရတာလဲ။စုံစမ်းစစ်ဆေးသူတွေထပ်မံစစ်ဆေးကြည့်တဲ့အခါလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဒီမိသားစုဟာပျော်ရွှင်စရာကောင်းတဲ့ဘဝတစ်ခုရှိခဲ့မှုတာကိုတွေ့ရပါတယ်။ချစ်ခင်ရတဲ့ခင်ပွန်းသားသမီး2ယောက်တည်ငြိမ်တဲ့အိမ်တော်ကြီးနဲ့ဘုရားကျောင်းတက်တဲ့မိသားစုတွေပါ။ဒါပေမဲ့2019ခုနှစ်မှာတော့အရာအလုံးပြောင်းလဲသွားခဲ့ပါတယ်။သူမရဲ့ခင်ပွန်းမှာကုလူမရတဲ့ကင်ဆာရောဂါရှိနေကြောင်းသိလိုက်ရပြီးနောက်ပိုင်းမှာခင်ပွန်းဖြစ်သူဆုံးပါသွားခဲ့ပါတယ်။သူနဲ့အတူသူမရဲ့ကဘာကြီးတွေပြိုလဲသွားခဲ့ပုံရပါတယ်။သူမကလူတွေကိုခဏခဏပြောလေရှိပါတယ်။သူသာတည်သွားရင်ကျမလည်းစက်မရှင်းတန်ချင်တော့လူအများစုကတော့သူမဟာဝမ်းနေလို့ပြောတာပဲလို့ထင်ခဲ့ကြတာပါ။ဒါပေမဲ့သူမတကယ်ပြောခဲ့တာပါ။2018ခုနှစ်ဇွန်လမှာတော့တရားလိုပြရှိနေသူရဲ့အဆိုအရသူမဟာစီးပွားတွေကိုအမှုန့်ကြည့်ပြီးကလေးတွေအတွက်ဖြိုရည်တဲ့ထိတိုက်ခဲ့ပါတယ်။ကလေးတွေဟာပြန်လို့မလာတော့ပါဘူး။သူမကတော့အသက်ရှင်ကျန်ရခဲ့တယ်။အဲ့ဒီနောက်သူမဟာကလေးတွေရဲ့ရုပ်အလောင်းတွေကိုပလတ်စတစ်နဲ့ထုတ်ခရီးဆောင်အိတ်ထဲထိပြီးခုထုံးထဲမှာတော့ခတ်တင်ထားခဲ့ပါတယ်။ပြီးတော့သူမပျောက်ကွယ်သွားခဲ့တယ်။ဒီနေ့တိုင်းသူမမတည်ခဲ့ကြပါဘူး။အဲ့ဒီလီလန်ဝဲမတိုင်ခဲ့ဘူး။ဒေါ်လာ400တိကလီလန်ခေါ်ဆိုမှုတကူကအမှန်တရားကိုဖော်ထုတ်ပေးလိုက်တဲ့အထိပါပဲ။နောက်ဆုံးမှာတော့သူမကိုဖမ်းဆီးမိခဲ့ပြီးတရားရုံးမှာစစ်ဆေးခဲ့ပါတယ်။သူမကလူတက်မှုကိုငြင်းဆိုခဲ့ပေမဲ့ကျူလီလူကြီးတွေကသူ့ကိုမယုံကြည်ကြခဲ့ပါဘူး။သူမဟာကလေးတစ်ယောက်လုံးကိုတတ်မှုနဲ့ပြစ်မှုထင်ရှားစေခြင်းခံရပြီးထောင်တတ်တတ်ချုံချမှခံခဲ့ရပါတယ်